လူတယောက်ကသူ့ရဲ့မိနဲ့အတူအဝတ်လျှော်နေစဉ်ကြီးမားသောတန်ကြိုးတွေနဲ့ရစ်ပတ်ထားတဲ့ကျွန်းကြီးတကျွန်းရုပ်တရက်ပေါ်လာသည်ကိုမြင်လိုက်ရတယ်သို့တော့သူတေချာကြည့်လိုက်တဲ့အခါအံ့အားသင့်စရာတစ်ခုကိုသတိပြုမိလိုက်တဲ့ကျွန်းကမျက်လုံးများရှိပြီးမျက်ရည်များလည်းစီးကျလာသည်ကိုတွေ့လိုက်ရတယ်ထို့နောက်သူသည်ဒီယာကကျွန်းတကျွန်းမဟုတ်ပဲတန်ကြိုးတွေနဲ့ချီနှောင်ထားခံရတဲ့ရှေးဟောင်းဝေလငါးကြီးတစ်ကောင်ဖြစ်နေရဲဆိုတာသိလိုက်ရတယ်ထို့သူသည်ဝေလငါးနာကျင်နေတာကိုမြင်တဲ့အခါကဲတင်ရန်ဆုံးဖြတ်လိုက်တယ်ကူကြီးကဲ့သို့ကြီးမားသောဝေလငါး၏နာခေါင်းကိုသတိပြုမိပြီးအကြံတစ်ခုသူ့စိတ်ထဲတွင်ပေါ်လာတဲ့ထို့သူသည်မော်မီးပြန်၏ကြောပေါ်ကိုတက်ထိုင်ပြီးဝေလငါးနာခေါင်းရဲ့သို့တဲ့ပြန်တန်းသွားခဲ့တယ်ဝေလငါးနာခေါင်းကိုအနှဲငယ်မြရရန်အောင်ပြုလုပ်နိုင်လျင်ရုတ်တရက်နာချေပြီးအလွန်အားကောင်းသောယုံအားထွက်ပေါ်လာကတန်ကြိုးများကိုချိုးပစ်နိုင်လိမ့်မည်ဟုသူယုံကြည်တဲ့မော်မီးပြန်၏တောင်စုများသည်ဝေလငါး၏နာခေါင်းတွင်ပိုင်းနေရာများကိုထိသည်နှင့်ဝေလငါးသည်ချက်ချင်းတွန့်လိန်လာတဲ့ထို့နောက်ဝေလငါးသည်ပြင်းထန်သောရရန်မှုကိုစတင်ခံစားရပြီးတောင်တန်းရွယ်စားရှိသောဥကောင်းကိုဖြည်းဖြည်းချင်းမြောက်လိုက်တယ်သူတို့ဝေလငါး၏နာခေါင်းထဲမှရှိနေစီပင်လယ်ရည်သည်အထဲသို့အများပြားစီးဝင်လာတဲ့ဝေလငါးကြီးကခေါင်းကိုပိုမြင့်အောင်မောထားတာကြောင့်တန်ကြိုးတွေတစ်ခုပြီးတစ်ခုပြတ်တောက်သွားပါတယ်ပြီးတော့ပြင်းထန်တဲ့နာချေတန်နဲ့အတူဝေလငါးကြီးကကြံရှိနေတဲ့တန်ကြိုးတွေကိုမှုထုတ်ပြီးလုံးဝလွတ်မြောက်သွားပါတယ်